အဲ့ဒါမြန်သွားမရပါဘူးလာ ကျေးဇူးတင်ပါတယ်ဆရာမတို့ရေအကွာကြီးကျေးဇူးများတင်ပါတယ်ဗျာမပြန်ခင်ကျွန်တော်ဒီတစ်ခေါက်တော့လာလဲပါအောင်လားကျွန်တော်နေ့လည်စာနဲ့အိတ်ခံပါမယ် ရပါတယ်ဗျာကုညီရမယ့်တောင်းဝန်ရှိလို့ကုညီတာပါခလေးကိုသာ view ဆိုင်လိုက် ဟိုကလေးကမတက်တာသေးလို့အเจ้าမတက်နိုင်ဘူးဆိုရင်ဒေါက်တာမင်းလွင်စီမှာဆေးစာယူပြီးတော့အเจ้าမှာခွင့်လာတိုင်ထားလိုက်ကျွန်မအเจ้าအောင်ကြီးကိုတခြားလေးပြောပေးထားပါမယ် ဟုတ်ကဲ့ပါဆရာမဟုတ် ကလေးတော့ဘာမှအစိုးရရမရှိဘူးတခုဆိုရင်စေကန်းကိုလာခဲ့လိုက်ဒီလိုမလာအောင်ဆိုလို့ရှိရင်ဖုန်းသာဆက်ဆရာလာခဲ့တယ် ဟုတ်ကဲ့ကျေးဇူးပါဒေါက်တာဟောအားလုံးကျေးဇူးတင်ပါတယ်ဗျာတောက်ကြည့်ပါဦးနော်ပါဟုတ် အာယုမင်းတို့ရွာပြန်ရောက်နေရဆိုတာဥတ္တရာကြီးပြောပြလို့ငါသိပြီးသွားပြီကွာငါတော့မင်းတို့စီလာအောင်မလို့ ကိုမင်းလေးရွာမှာစေကန်းဖွင့်နေဆိုတော့ကျွန်တော်လည်းကြားပါတယ်လာဖို့လည်းအစီအစဉ်ရှိပါတယ်အခုကတော့တိုက်ဆန်ဆန်ဖြစ်သွားတာပေါ့ဗျာဩကျွန်တော်မိတ်ဆက်ပေးရအောင်မယ်ဒါကကျွန်တော်ရဲ့တငယ်ချင်းတွေသူကတော့ကြော်ခိုင်းနဲ့သူကတော့ဒုက္ခဟုတ်ကဲ့ပါဟုတ်ကဲ့တွေ့ရဝမ်းသာပါတယ်အေးမင်းတို့တခါတည်းမိတ်ဆက်ပေးလိုက်မယ်ဒါငါတငယ်ချင်းတွေပဲသူ့နာမည်ကတော့မေသက်တဲ့သူကတော့ဝိကြီးဟုတ်ကဲ့ပါဝမ်းသာပါတယ် ကဲတွေ့ရတာဝမ်းသာပါတယ်အားလုံးနဲ့ဟုတ်ကဲ့တွေ့ရဒီလိုအခြေအနေမျိုးမှာတွေ့ရတာပို့ပြီးတော့ဝမ်းသာပါတယ်ဟိုရှမ်းဦးမှာရောအခြေအနေအေးဆေးပဲလားဟိုလိုက်မှုမှာတော့တတိနေတာစုံနေရပဲကွာ ရန်ကုန်မှာတော့အေးဆေးပါပဲအားလုံးလည်းပုံမှန်နဲ့တွာလာနေကြတာပဲနော်ဟုတ်ပါတယ်ကောင်းပါတယ်ကောင်းပါတယ် အေးကွာ2021ပြဿနာတွေဖြစ်တော့ငါမြို့တော်မှာတတိယလိုက်ပြီ ကျွန်တော်နေဆက်ရောက်သွားပြီလို့ထင်နေတာမလားမသွားနိုင်ပါဘူးဗျာကျွန်တော်လည်းဘာဆက်ဖြစ်မလဲလို့အခြေအနေကိုစောင့်ကြည့်နေတာပုံမှန်လင်းလင်းပြောရရင်မပြေလည်မှုအားလုံးရဲ့အဓိကတရားခံနိုင်ငံရေးကြောင့်တစ်ခုလည်းတော့မဟုတ်ဘူးဗျာ ငါသိပါတယ်ကွာဒါမဲ့လူငယ်တော်တော်များများနေရန်စုတ်ခွာသွားကြတယ်ဟိုအဲ့လိုစုတ်ခွာသွားရအောင်လေဟိုတိုင်းပြည်ကအလုံးစုံပြည့်စည်နေတာမျိုးလည်းမဟုတ်ဘူးကွာတဲ့ကွာပြောရင်းနဲ့နိုင်ငံရေးလမ်းကြောင်းကိုရောက်သွားပြီကွာ ဆရာရဲ့ရောက်ပါစေမထူးတော့ပါဘူးပြောလိုက်မှလည်းရှင်နဲ့ပေါ့သွားပါဘူး ဩနင်တို့ညောင်ငါမေးအောင်မယ်နင်တို့တွေတောက်ချောက်ကြောင်းသွားနေရလားကြောင်းမထွက်ကြဘူး ထွက်เสียလားဟဲ့ငါတို့တွေကကလေးတွေကိုစာတင်ပေးခြင်းလို့ဆရာမဖြစ်အောင်ကြိုးစားလာခဲ့ကြရတယ်စာတင်မို့ကငါတို့အလုပ်ပဲ ဒါနဲ့ဆရာမတို့ကျောင်းမှာရောကျောင်းထွက်သွားတဲ့ဆရာမတွေမရှိကြဘူးလား ရှိတာပေါ့ဒါပေမဲ့အဆင်မပြေကြဘူးလေကျောင်းဆရာမဆိုတဲ့စိတ်နဲ့ကိုတပည့်ကိုကျောင်းဆိုတဲ့စိတ်နဲ့ပဲကျောင်းကိုပြန်ရောက်လာကြတာ ပုံမှန်လင်းလင်းပြောရရင်အပြောင်းလဲခဏတောင်မှစိတ်ရိုင်သွားတဲ့သဘောမျိုးပေါ့ ဆရာမပြောသလိုပါပဲခဏနေတော့ပုံမှန်ပြန်ဖြစ်သွားမှာပါပြီးတော့ကျွန်တော်တို့လိုပြည်သူတွေဆရာမတို့လိုဝန်ထမ်းတွေအမှုပညာသမားတွေအားလုံးကအတူတူပါပဲပြီးတော့စာဝတ်နေရေးအတွက်ပြည်သူလူထုကတည်ငြိမ်မှုရှိဖို့ကိုပဲဆန္ဒပြင်းပြနေကြတာပါ နင်တို့စင်ရောပြေကြရလား အဆင်ပြေပါတယ်ဆရာမဆိုတော့ဆရာမအလုပ်လုပ်ရမှာပေါ့အရာရာနိုင်ငံရေးနဲ့ပတ်သက်နေရဲဆိုပေမဲ့သူ့ကဏ္ဍနဲ့သူပဲလေ ကဲကျုံတော့ငါလည်းဝင်ပြောအောင်မယ်ငါတို့လိုဆရာဝန်တယောက်ကိုဆေးမကူနဲ့လို့လာတာတိုင်းငါတို့စီဆေးလာကူတဲ့လူနာတွေကိုငါတို့ကဒီတိုင်းပြစ်ထားခဲ့လို့မရတာအဲ့လိုပြစ်ထားခဲ့လို့ရှိရင်ငါတို့ဆေးကြောင်းတော့ကဆိုခဲ့တဲ့သစ္စာစကားတွေကအလဟတ်ဖြစ်သွားမှာတကယ်တော့ကွာဆရာဝန်ဆိုတာရန်သူမိတ်ဆွေမခွဲကြပဲနဲ့လူနာမှန်သမျှကိုဆေးကုပေးရမှာငါတို့ဆရာဝန်တွေအားလုံးနဲ့တာဝန်လေး ဒါဘောဆရာကြီးမှန်တာပေါ့အမှုပညာသမားကတော့အမှုပညာအလုပ်လုပ်ရမှာပဲအဲ့လိုပဲအတတ်ပညာသမားလည်းအတတ်ပညာအလုပ်ကိုလုပ်ရမှာပဲအဲ့ဒါမှကိုယ်သိထားတတ်ထားတဲ့ပညာတွေနဲ့ဥဆောင်လမ်းပြလို့ရမှာပေါ့ကျွန်တော်ကတော့ဗျာဒီတိုင်းတစ်ပါးကကျူးကျော်ရန်ဆောင်မှုမပြုတ်သေးသေးလေးကတော့နိုင်ငံရေးကိုနိုင်ငံရေးအမြင်နဲ့ပဲရှင်းနေတယ်လို့ကျွန်တော်ထင်တယ် ဟုတ်ပြီမင်းတို့သုံးအောင်ခံဝင်လက်မှတ်ထိုးပြီးပြီဆိုရင်တော့ဒေါက်တာမင်းလင်းစီကိုလည်းသွားပြလိုက်ကြအောင်အေးနောက်တစ်ခါဆိုငါမကယ်နိုင်တော့ဘူးနော်
မင်းတို့ကတစ်ခါလဲမဟုတ်နှစ်ခါလဲမဟုတ်နည်းနည်းတော့များနေပြီ ဒါတော့မှကျုပ်ရောက်တာမြန်လို့မင်းတို့ဆိုဒီ၃កောင်လုံးသေပြီ ဟာသေးစရာလားကျွန်တော်တို့တော့ဒီကောင်တွေကိုအသာလေးထိနိုင်တယ် ရှင်းတော့တိုက်ရုံဝင်သားလို့ကမဟုတ်ရင်ကျွန်တော်လက်ကတည်းကရာတိုင်းနားရပါလေဆိုမှတိတယ်ကောငါလက်ကမရအောင်အဲ့လိုဘရိတ်ကိုထင်းလို့မရအောင်အဲ့လိုလုံးလိုက်ပါလက်ကလည်းကိုကကျွန်တော်တို့ကရှော့လိုက်လို့သူကကျွန်တော်တို့ကန်လိုက်တာခံရဆိုတာလည်းမစိုးတော့နည်းလေးရပါတော့ပြောရတို့ကိုရှော့ပြောကိုမျက်နှာလေးကိုမှန်နဲ့ပြန်ကြည့်ကြ ဦးရလေဗျာသူရဲကောင်ဆိုတာဒဏ်ရာနဲ့တော့ဘယ်ခင်းမှာမလဲဗျာ ဒါကြောင့်သူရဲကောင်းဖြစ်ချင်လို့ဒဏ်ရာနည်းနည်းရအောင်လုပ်နေရ တော်စမ်းပါကွာမင်းတို့တွေသူများတွေကတင်ထားတဲ့ post ကိုဟာဟာသွားပြီးလို့ဒီလိုတွေဖြစ်ကုန်တာမဟုတ်ဘူးလား ဟဲ့ဆန်းကြီးမင်းကဘယ် post မှာတွားပြီးတော့ဟာတွားပေးရလေ ဘာမှမဟုတ်ပါဘူးကွာသူတို့ရွာမှာနေတိုင်းခင်းနေတဲ့လမ်းကိုကွာပုံတွေတောက်လျှောက်တင်တာအဲ့တော့ငါအမြင်ကလို့အောက်ကနေပြီးတော့ဟာဆိုပြီးဟာလေးသွားပေးလိုက်တယ်အဲ့ပြဿနာတက်တာ စံကြီးအဲ့ဒါသူတို့ရွာအတွက်သူတို့အလုပ်လုပ်နေတယ်မင်းတို့ကအဲ့ဒါကိုသွားပြီးတော့ဟာသွားပြီးတော့နဲတော့နဲသေးတယ်ဟမ်အေးကြုံတော့တခါတည်းသတိပေးထားမယ်နော်လာမယ့်ဒီဇင်ဘာမှာရွေးကောက်ပွဲရှိတယ်အဲ့ဒီရွေးကောက်ပွဲနဲ့ပတ်သက်တဲ့တင်လာတဲ့ post တွေကိုမင်းတို့ပောက်ကရတွေရှောက်မရေးနဲ့နော်ဥပဒေထုတ်ထားပြီးသားအကုန်နားကားသွားမယ် ဟာတိုက်တော့ဟာဦးတိုက်တော့တကယ်လော်ကြီးပဲဦးတိုက်တော့အစိုးရပြင်ဆင်ပေးထားတာနော်ပြင်ဆင်ပေးရကြိုးနှက်တယ် ပြောထားနော်အစိုးရဆိုတာတကယ်ပြောရင်တကယ်လုပ်တယ်နော်အေးခစ်ပြောင်းသွားတဲ့အထိအောင်မင်းတို့ထောင်ထဲကမထွက်ရပဲနေလိမ့်မယ်ဘောပေါက်တယ် တော်ပြီကဲမင်းတို့တော့အောင်စလို့ဒေါက်တာမင်းလေးကြီးကိုတော့ပြဖို့လို့အာယူ ဗျာ မင်းကိုယ်တိုင်ဥဆောင်ပြီးခေါ်ပါခိလက်သားလေးပေါ့ ဟုတ်ကဲ့ဟုတ် ဦးလုံးကြီးသွားလိုက်အောင်နော်ဟုတ်ကဲ့ပါဟုတ်ကဲ့ဆရာမရှိပြန်ပြီ ကဲသွားတော့ဗာမင်းပါလေသွားခင်ဗျားတို့သုံးပါပါလေဗျာဖြည့်လိုက်ရင်ခံလာရတာကြီးပဲပြီးရင်အကောင့်တူသုံးကြတယ်တဲ့ဟမ်ဟိုဘက်ကအကုန်သိနေပြီနော်ခင်ဗျားတို့ ကျွန်တော်တို့အကောင့်တူသုံးတော့အဲ့ဒီရွာသိတယ်ပေါ့ ဒီမှာအချင်းငတ်တူလေးတို့ကတော့ခင်ဗျားတို့အကောင့်မလား ဟိုကျွန်တော်တော့လုံးမိတကောင်နဲ့သုံးတာပါ အချင်းနဲ့သူလေးကကျွန်တော်အကောင့်ကိုဟဲဆရာတော်ကျွန်တော်ဖန်ဖြစ်နေပြီတော့ဒါတော့ပုံမတင်ရသေးဘူး ဟိုဘက်ရွာနေတိရပေါ့ကျမလည်းတိတယ်ကျမတင်တဲ့ post အောင်မှာဗါလဲလှလိုက်တာဆီယမလေးရေဆိုအရှင်မန့်နာမလား ဟုတ်တယ်လာနေတာဆရာမလေးဆိုကျွန်တော်ဘာဘူးဖြူစင်စင်ကောင်းနေကျွန်တော်မန်းလိုက်တာလေးဆရာမရဲ့ ဒီပါခင်ဗျားတို့သုံးအောင်နော်ရှောက်မလုံးနဲ့အကုန်တိမ်ပတ်ကုန်လိမ့်မယ်ဗျာသဘောပေါက်တယ်နော် ဟုတ်တယ်မကြခင်ရွေးကောက်ပွဲကလာတော့မှာနော်ပောက်ကြရည်လည်းရှောက်မှန်းမနေကြနဲ့ဟုတ်ဒုက္ခရောက်လို့ရှိရင်ဘယ်သူမှကယ်မှာမဟုတ်နော်ဥတိုက်ထုံးပြောတာမင်းတို့ကြားတယ်မလားအေး ဟုတ်အဲ့ဆိုဆရာကျွန်တော်တို့သွားလို့ရပြီလား တော်တော့နော်ပြန်လို့ရပြီဟုတ်ကဲ့ ဆရာကျွန်တော်ဘာမှမဖြစ်ပါဘူးနော်ဒီနေ့ထိုင်တာဟုတ် ဖြစ်ပါနော် ဟုတ်နော် ခံနေကြဆက်ခံလိုက် ဟုတ်ကဲ့ဟုတ်တယ်ဆရာမလေးဘာဘူးဖြူစင်စင်ကောက်ဆိုကျွန်တော်ကောက်ဒီကအမှန်ပုံတင်လိုက်မှာဘာပဲဝင်မမှအဲ့ဒါကျွန်တော်ပဲနော်ဟုတ်တယ်ဆရာမလေး ဟိုအထိုးခံရတာမျက်နှာပြောင်းသွားသေးတယ်ကွာဘာကောင်းနေမှမသိဘူးကဲဘာယူဘယ်နဲ့ဒီရွေးကောက်ပွဲကိုဘယ်လိုနေလဲပွင့်နေ တိုင်းပြည်ရဲ့အရွေးတစ်ခုကိုတွားနေတာကတော့အမှန်ပဲဗျာအဲ့ဒါကြောင့်လေဒီရွေးကောက်ပွဲကိုတစ်ကမ္ဘာလုံးကစိတ်ဝင်စားနေတာ ကိုမင်းလေကျွန်တော်တည်တဲ့လောက်လေးတစ်ခုလောက်တော့ဝင်ပြောပြစီအခုကျွန်တော်တို့ရွေးကောက်ပွဲကိုတစ်ကမ္ဘာလုံးကစိတ်ဝင်စားနေကြတယ်ဆိုတာကဒီစစ်တပ်ကအာဏာထိန်းတော်ကိုစိတ်ဝင်စားနေကြတာအဲ့တော့ဒီလိုကိစ္စတွေကကမ္ဘာနိုင်ငံအသီးသီးမှာလည်းဖြစ်နေကြပဲလေအဲ့တော့အခုစစ်တပ်ကအယက်သားအစိုးရကိုအာဏာပြန်လွှဲပေးမလွှဲပေးဘူးတစ်ကမ္ဘာလုံးကစောင့်ကြည့်နေကြတာ ပြီးတော့ပြည်သူတွေမတည်သေးတဲ့တချို့ကိစ္စတွေကလည်းရှိနေကြသေးတော့ပြည်သူကြီးကပို့ပြီးတော့ရှုပ်ကုန်ကြတာပြီးတော့လည်းဗျာချိုးထားတဲ့ဖဲတိုင်းလည်းမဝေမိကြတော့အကုန်လုံးကအကန်နေဖြစ်ကုန်ကြတာဗောဗျာ
အဲ့ဒါကြောင့်မလို့လေဒီရွေးကောက်ပွဲကိုလုပ်ဖို့စီစဉ်ကြတာပေါ့ဗျာ